အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာပို့ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြမယ်ဝတ္ထုတိုးလေးကမြေအောက်ကဘာကဖခင်နဲ့ပေါ်မီဘောထွက်ရမီကိုဘောမီဟုခေါ်ကြတယ်ကျွန်တော်ဤငွေရစာရီမြေအတွက်အလွန်လက်ရောညီထွေသောအမည်ဖြစ်ပါတယ်အခြားသောအမည်နာမပဲဖြစ်လဲကင်မွန်တက်တာကြပါသေးတယ်တက်ထူတွင်းမိုင်လို့တားကြီးများဤပြောစင်ရာဖြစ်တဲ့ဖြင့်လောက်သားမျိုးတော်ဟူ၍လည်းခေါ်ကြတယ်ဘောင်ငွေအောင်တောင်တန်းများကြားတွင်တည်ရှိတဲ့ဒေသဖြစ်တောင်ကြားမြို့ဟူ၍လည်းခေါ်ကြတယ်ငွေစင်ထွက်သောတက်ထူတွင်းတည်ရှိငွေမျိုးတော်ဟူလည်းတင်စားကြတယ်မိတို့ပင်ခေါ်ပေါ်သုံးဆွဲကြနာမည်မျိုးမျိုးဖြင့်တင်စားကြစီကမူဘော်ရင်းကိုရည်ညွှန်းခြင်းသာဖြစ်ပါတယ်တပင်တတော်မရှိပဲမြေရိုင်းမြေများဖုံးလွှမ်းနေတဲ့တန်ကရုံများကြားမှာဘော်ရင်းကိုတိဆောက်ထားကြတယ်ဒီဘော်ရင်းနေကြတဲ့မှာတော်မီတွေလောင်တယ်တန်ကရုံများမှာမဲမဲမောင်မောင်ဖြင့်စင်းနဲ့တုတ်ထားသလိုပင်မိလူရည်ချင်းကြံရည်သောမြေရိုင်းတို့မှာကွက်တီကကြနေရာယူထားတယ်သပင်ကျိုးတူကျဲတဲ့ပေါက်တဲ့လူရဲ့ဥကောင်းကဲ့သို့မလမပဖြင့်အကြီးတန်နေတယ်မျက်စိရှုပ်စိတ်ရှုပ်စရာကောင်းလာသောမြင်ကွင်းပင်စိတ်ကြည်လင်လန်းဆန်းညီကဲ့သို့မှပေးဆန်းနိုင်ခြင်းမရှိပေနေဘူးဘူးပြင်းပြင်းကအာကူဖြည့်ဆွထားတဲ့မြင်ကွင်းချင်းချင်းလေးမှာညွန့်ညွန့်နွမ်းနန်း6တူတူဖြစ်နေတယ်နတ်ဘယွန်ချောင်းငယ်ညီကဲ့သို့နတ်ဘယွန်ချောင်းငယ်သည်ကွေးတခါကောက်တယ်လည်းဖြင့်ဘော်ရင်းကိုဖြတ်တန်းစီးဆင်းနေတယ်နတ်ဘယွန်မှာတောင်ကြားချောင်းဖြစ်တယ်စိမ့်စိမ့်ဆူဆူတော့အုံညူကြားမှာအစပြုစီးစင်းလာတဲ့နတ်ပန်ယွန်းကိုကြောက်ကြူကြောက်ကြားမှာထွက်တဲ့ကြောက်ဆက်ကြစိမ့်ဆန်းရီကိုအားဖြည့်လိုက်ခြင်းဖြင့်သူ့ရဲ့ဘဝကိုကြီးမားသွားသေးတယ်ကြောက်တုံးကြောက်ဆောင်များကိုဖြတ်တန်းလာရတဲ့နတ်ပန်ယွန်းကြီးကကြည်လင်တယ်စင်ကြဲတယ်တန်ရှင်းတယ်အေးမြတယ်နတ်ပန်ယွန်းကိုပိတ်ဆို့တားဆီးကရေကန်ငယ်ဖြစ်တိုးလောင်ကြတယ်ထိုရီကိုဘော်ဒင်းသားတို့တောက်တုံးကြရတယ်ဒါကြောင့်နတ်ပန်ယွန်းကဘော်ဒင်းဒေသအတွက်ကျေးဇူးရှင်ချောင်းကလေးပင်ဖြစ်ပါတယ်အောင်ချမ်းသာတီရီမင်္ဂလာရန်နိုင်ကွေရတနာမြေပြည်တော်၏အောင်တပြေမင်္ဂလာကွေအောင်သိဋ္ဌိစတဲ့ရက်ွက်အသီးသီးကိုဖျက်တမ်းစီးဆင်းရတဲ့အခါမှာတော့နတ်ပိန်ယွန်းသည်မကြည်လင်မစင်ကြဲမတန်ရှင်းတော်ကြီးအငြိကြီးအမိုက်တဲ့တို့ရောတော့ပါဝင်လာတယ်ရတနာမြေရက်ွက်ရှိတတ်ထူရိုင်းတန့်စင်စက်ရုံမှာစွန့်ပစ်ပစ္စည်းတွေအဟံတားကိုအရှုံးမပေးသူ့ဘဝဆုံးရနမတူမြင့်နဲ့တွေ့ဆုံတဲ့အခါထိတပါးတည်းတဲဆောင်သွားလေတယ်ဘော်ရင်းလုံသားမျိုးတော်ရဲ့တသွဲတဲ့သောကားလန်ချင်းချင်းလေးမှာနဘယွန်းချောင်းဘေးမှာရှင်နေတာလဲလဲအောင်နေတယ်။အလောက်သမားများသည်မိုင်းလုံသားဝိဆုံအပြည့်ဖြင့်အလောက်စင်းရန်သွားနေကြသည်။ကြောက်ခဲများညီစာများတဲဆောင်မောင်းနေလာသောအီဆူဆူကီကားကြီးများကိုမကြာခဏရှောင်တိန်ပေးနေကြတယ်။ကားလန်ပေါ်တွင်ဖုံလုံးကြီးများလိုင်းထနေတယ်။ဖုံတော်တွေကိုတိုးဝင်၍အလောက်ချိန်ပြီးရန်ခက်တွတ်ရှောင်နေကြရတယ်။ကျွန်တော်ရဲ့ဖခင်ကလည်းမိုင်းလုံသားကြီးဖြစ်တယ်ကျွန်တော်တို့မိသားစုကိုမိုင်းလုံသားဘွားဖြင့်လောက်ကန်ကျွေးမိခဲ့တယ်တားသုံးယောက်ကိုလူလားမြောက်အောင်မွေးမြူခဲ့လေတယ်မူလာတန်းကျောင်းသားဘွားကကြက်မဲ့ရွတ်ဆိုခဲ့ရတော့စားဝတ်နေ၍ငွေရှာပေးကျေးဇူးကြီးပြီတို့ဖြစ်ပါတယ်သို့တော့အခြားဖေများထက်ဘော်ရင်းမှာအဖေများငွေရှာရသည်မှာခက်ခဲပင်ပန်းလာပါတယ်အတန်အနေများလာတော့မြေရောက်တက်တူတွင်နေတဲ့ဆင့်ရှာဖွေကျူးရသူများဖြစ်ကြပါတယ်ငယ်စဉ်ကတော့မသိခဲ့ပါကျွန်တော်ကိုယ်တိုင်လူသမားဘဝရောက်တဲ့အခါမှာတော့နှစ်ပေါင်း23နှစ်ကျော်မြေရောက်ထဲမှာလောက်ကင်ခဲ့တဲ့ဖခင်ကြီးရဲ့မိုင်းလူသားဘဝကိုသိရှိနားလည်ခဲ့ရတယ်ကျွန်တော်ဝင်ခင်ရမယ်ယခုချိန်မှာတော့ပင်စင်လာတန်ကိုအနေငယ်မြရတဲ့အငိမ့်စားဘဝကိုရောက်ရှိနေပါပြီအသက်80ကျော်တဲ့အထိကြမ်းကြမ်းမှရှိနေသေးတော့ဖခင်ကြီးကိုတွေ့မြင်ရတဲ့အချိန်တိုင်းဖခင်ကြီးရဲ့မေတ္တာတရားတားများပေါ်တက်နေရင်းရှာဖွေလောက်ကန်ကျွေးမိခဲ့သောကျေးဇူးတရားများကိုဒီသက်ဆက်၍ဂုဏ်နာမီမဟုတ်တော့ဘူးအတွေးဝင်မိပါတယ်ကျွန်တော်10တန်းနှစ်ခါကြာ၍ကြောင်းထွက်ရတဲ့အခါမြေရောက်ထဲမှာမိုင်းလုံသားလုံးရံအတွက်အဖေနဲ့တိုင်ပင်ကြရတယ်မင်းမြေရောက်မှာမလုံနဲ့ငယ်သေးတယ်နှူသေးတယ်မြေရောက်အလောက်ကပင်ပန်းလွန်းနေဒီရွယ်နဲ့မြေရောက်ဆင်းလို့ရင်ဘူးဒီနူးနူးအမွှေးတက်တယ်လို့ဖြစ်သွားလိမ့်မယ်လောက်ကကြမ်းတမ်းနေအချိန်မီအသက်သေးနိုင်တယ်မြေကြီးအောက်မှာကြွတွင်းတွေလိုတွင်းနေအောင်ချင်းချင်းကြက်ကြက်လောက်ရတာမြေပေါ်မှာပဲလောက်ပါကွာမြေပေါ်အလောက်ကလက်ကနေတယ်အဖေကမြေအောက်ကအခြေခံလက်စာပိုးတယ်မြေအောက်စိတ်လည်းရတယ်ဘောနဲ့လည်းရတယ်မဟုတ်လားအဖေငွေပူတာမှန်ပါတယ်တားရဲ့အန်ရဲ့ပူတာလည်းထက်တွေ့ရမှာပေါ့အသက်အန်ရဲ့နီးလုံးလုံးငါသားကိုမလှုပ်စေချင်တာပါဟုတ်ကဲ့ပါအဖေလှုပ်စေချင်တဲ့မြေပေါ်မှာပဲလှုပ်ပါမယ်အဖေဒီကျွန်တော်ကိုမြေအောက်လုပ်ငန်းခွင်အတွင်းလောက်ကန်ခြင်းခွင့်မပြုခဲ့ပါ
မိဘမှသာလောက်ကန်စီတယ်အပေဒီသူသားချွေးတွေးအသက်ရင်း၍ပင်ပန်းခံလောက်ကန်နေပေမဲ့တားဖြစ်သူတော့မလောက်ရန်တားဆီးခဲ့တယ်ကျွန်တော်လည်းငွေစင်းရုံးနေအခုစီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတယ်ရုံးနေဖောင်းနေကင်ပြီးစရေးလုံနေရတဲ့ဖြင့်မိုင်းလောက်သားဘွားကိုမသိခဲ့သေးပါအကြသာရှိတယ်ကိုတွေးမျက်မြင်မကြုံရသေးချင်းတတူတွင်ကိုအင်္ဂလိပ်ဘာသာစကားဖြင့်မိုင်းဟုခေါ်တယ်ကျွန်တော်တို့လည်းမိုင်းဟုတာခေါ်ကြတယ်ဘောရင်းမိုင်းကြီးကျွန်တော်တို့ရှောင်နေတော့လမ်းကျွန်တော်တို့တက်နေတော့တောင်တန်းကြီးများအောက်တွင်တည်ရှိတယ်ထိုမိုင်းနဲ့တင်ကျွန်တော်ကြီးအဖေများအလုံးလုံးနေကြတယ်ကျွန်တော်တို့ဒီဖခင်များကြီးခေါင်းပေါ်တွင်လမ်းလျှောက်နေကြရတယ်ဘောရင်းကြီးဘလူးမြေကြီးနေတာကဒီတိုင်းပင်တည်ရှိတယ်ဝေစီရင်ရောက်နေအခုစီလုံးတန်တဲ့အကြာမြေရောက်ကိုဆင်းရန်အကြောင်းဖန်လာတယ်မြေရောက်ပစ္စည်းထိန်းစာရေးရရှိခြင်းဖြစ်တယ်ပညာရည်ချင်းရှစ်တန်းအောင်လင်မြင်ရတော့အလုပ်ဖြစ်တယ်ထိုအလုပ်ဒီမပင်ပန်းမိုင်းထဲတွင်လူပြင်းလို့ခေါ်ကြတယ်တတူတွေလုပ်ငန်းဝင်ပစ္စည်းများကိုထုတ်ပေးခြင်းလက်ခံခြင်းထိန်းသိမ်းခြင်းစရင်ပြုရခြင်းတာလုပ်ရတယ်ထိုအလုပ်ကိုမူဖခင်ကြီးကခွင့်ပြုခဲ့တယ်တတိပေးစကားတော့ပြောသေးတယ်မိုင်းထဲဝင်ပြီးဆိုကြတဲ့ကမြေကြီးကခေါင်းပေါ်မှာကွာခေါင်းပေါ်ကမြေကြီးပြိုရင်ဘယ်သူမဆိုသိနိုင်တယ်ဒါပေမဲ့လွယ်လွယ်နဲ့တော့မပြိုပါဘူးအနေနဲ့မရှိအောင်နီးလန်းတွေမိုင်းတက်ပညာတွေနဲ့ကာကွယ်ထားတာပါမင်းကပစ္စည်းတိုင်းစေးဆိုတော့ဒိုင်းနမိုက်တော့ကျူးဆက်ရမယ်ပောက်ကွဲစေတဲ့ရန်တောင်ရန်ညိုဒီတိုးနေတာတွေဖြစ်လို့အမမခံဘူးဒါရင်းနဲ့ဂိုင်တွေရတယ်ပောက်ကွဲရင်သိနိုင်တယ်အထုပ်သွင်းလောက်ရမှလဲခြားခြားတိတိကြကြရည်ရွယ်ရတယ်ရော်နေပြောက်ဆုံးဖြစ်ရင်ထောင်ကြမယ်တာဝန်ကြီးတာပေါ့လူတက်တာပဲမယ်ကျူးဆက်ရတယ်အဖေတတိစကားများပေးစကားများကိုအစင်မြဲနှလုံးသွင်းလောက်ကန်ရတဲ့မိဒီပြဿနာအခက်အခဲများမရှိခဲ့ပါဘော်ရင်းမိုင်းတွင်စတူ10လုံးရှိတယ်စတူဘိုင်းမှာလောက်ကန်ခဲ့ရတယ်လောက်သက်ရလာမှတက်တက်မမတ်စတူတစ်ခုကိုကန်ရတယ်စတူထဲတွင်လုပ်ငန်းဝင်3လွှပစိန်ကော်ပြပေါချွန်းတန်းလွန်ချောင်းလွန်ဘူးဒိုင်းနမတ်စတဲ့ပစ္စည်းများပြင်စေတစ်တာနှလုံးလည်းရှိတယ်စေတစ်တာတစ်လုံးတွင်ပတိကွန်းလေးရက်ပြန်စေဝါရီတင်ချာအိုင်အိုရင်းတို့ထားရှိတယ်။တာမန်ထိခိုက်ဒဏ်ရာရရှိမှုများကိုစီးထည့်ပေးရတယ်။ပစ္စည်းတိုင်းစည်များကရှေးဦးဒူနာပြုတ်တင်တန်းကိုလည်းတက်ရောက်တင်ကြားထားရပါတယ်။ထန်းစင်များအသက်ကေကျိုးအသက်ကေခပတ်များလည်းရှိပါတယ်။စစ်တပ်ကြီးတစ်လုံးလည်းရှိပါသေးတယ်။ထိုစစ်တပ်ကြီးပုံစံမှာခေါင်းတလားပုံစံတိုင်းပင်ရှေးမြောမြောဖြစ်တယ်။ကြက်တီမင်္ဂလာမရှိဘူးပင်စိတ်တူခံစားရတယ်။ထိုစစ်တပ်ကိုတော့တောက်ခတ်ထားတယ်။တော့တန်ကိုမျက်နှာစာတွင်မှန်တက်ထားတော့အလုံးပိတ်တက်တာငယ်လေးတွေချိန်ဆွဲထားတယ်။ပြင်းထန်သောဒဏ်ရာရရှိမှုများအသက်နဲ့ထိခိုက်သောအရေးပေါ်ကိစ္စများရှိတဲ့အခါမှသာသက်ဆိုင်ရာဌာနကြီးမှု၏အမိန့်ဖြင့်ဖွင့်ရမယ်လို့ညွှန်ကြားချက်ထုတ်ထားတယ်။ထိုခွင့်ပြုမိန့်ဖြင့်မန်ငိုခွဲတော့ဝယူစေတတာကိုဖွင့်ရမယ်။ခွင့်ပြုမိန့်မရှိဘဲဖွင့်မှာကအရေးယူပြေးပေးခြင်းခံရမယ်။မိုင်းလောက်သားကြီးများအသက်နဲ့ရှိတဲ့အခါတွင်မှန်ခွဲဖွင့်ရမိဖြစ်သောထိုတစ်တာကြီးကိုမြည်ဒီခါမှမဖွင့်ရပါစေနဲ့ဟုဆုတောင်းနေမိပါတယ်သို့တော့ဆုတောင်းခြင်းတို့သည်အခါခက်သိမ်းမပြေဝတတ်ပါလက်ချောင်းခြေချောင်းများခန္ဓာကိုယ်နေရာများဦးခေါင်းတို့တွင်တာမန်တန်ရန်ရသူများမှာမူနေစဉ်လိုလိုပင်ဘော်ခဲမှန်ကြီးပိုက်တန်းများနှင့်တိုက်မိခြင်းတစ်သားတော်များညက်ချင်းပြီးခြင်းများသည်မြေရောက်လာခြင်းတွေအလုပ်လုပ်ရတဲ့မိုင်းလုံသားတိုင်းထိခိုက်မှုဖြစ်နေတယ်။ဘော်ရှင်များညစ်ပတ်ပြီးနေသောဘောင်းမီတို့အင်ကြီးစုံများဖြင့်လောက်ကင်ကြရတယ်။ကားပိုက်မိခွက်တစ်လုံးဖြင့်မြေရောက်အမောင်ထဲတွင်အလုပ်လုပ်နေကြတဲ့မိုင်းလုံသားကြီးများကိုထိတွေ့ဆက်ဆံရတိုင်းအဖေကျေးဇူးကိုတက်ဆွရပြီးမရခဲ့ပါကြီး။ကျွန်တော်ရဲ့ပစ္စည်းတိုင်းစရေးလုပ်တဲ့ကာလအတွင်းမမရတကြီးမှန်ခွဲခွင့်ကြုံခဲ့ရပါတယ်။ထိုနေ့ကဥအောင်စီထိုင်ထိခိုက်မှုဖြစ်ခဲ့တယ်။စတုတ်ခေါ်ဘော်ထုတ်ရလောက်ကွက်တင်ဘော်ထုတ်ပြီးပါကတစ်သားတိုင်းများဖြင့်ထောက်ကူပေးရတယ်။ပန်းပြားများဖြင့်ထောက်ကူပေးရတယ်။တစ်သားထောက်ကူမှုလုပ်နေစဉ်ဘော်ခဲများပြူဆင်းလာတယ်။တစ်သားတိုင်းများပန်းပြားများကျိုးကုန်တယ်။ထိုတစ်သားအမိုးကာများအောက်တွင်အလုံးလုံးနေသောဥအောင်စီရဲ့ခန္ဓာကိုယ်ပေါ်ပြီးတော့တယ်။အခြားသူများထွက်ပြေးလွတ်မြောက်တော့လဲဥအောင်စီမှာမလွတ်တော့ကြီးရှေ့ဆောင်လုံသားကြီးဖြစ်သောဦးအောင်စီကိုအရေးပေါ်အလေးမြင်ကယ်တင်ကြတယ်။အသက်ရှင်လေအသက်ကယ်ထုတ်နိုင်ခဲ့တော့လေတတိမေ့နေတယ်။တကူလုံးတွင်တရားများရထားပြီးဘော်များရှုံများဖြင့်ပေးနေတယ်။ထိုချိန်တွင်ရေးပေါ်စိတ်သက်သာကိုဖွင့်ခဲ့ရတယ်။တစ်တာထဲမှာအသက်ကယ်သေးများစောင့်များ
ပတ်တီးများဂွန်းလိမ်များအသက်ကြီးကျိုးနေခက်များကိုတွေ့ရတယ်လိုအပ်သည်တို့ကိုတက်ဆိုင်သူတို့ကထုတ်ပေးရတယ်ဦးအောင်စီဒီစေုံတို့ရောက်ပြီးနိုင်နေငယ်ကြတယ်ကွယ်လွန်သွားခဲ့တယ်ဦးကောင်းတွင်ပြင်းထန်ဒဏ်ရာရရှိမှုကြောင့်တေဆုံးကြောင်းသိရှိရတယ်ဘော်ရင်သားများကမိုင်းပြီး၍တေတီဟုပြောကြပါသည်ဦးအောင်စီဒီကျွန်တော်တငယ်ချင်းလှတို့ဤဖခင်ဖြစ်သည်စိတ်ဓာတ်ကြီးများစွာဖြစ်ရပါတယ်မြေရောက်ပစ္စည်းတိုင်းစေဘဝတွင်ပထမဦးဆုံးသောမှန်ခွဲခဲ့ရတဲ့အတွေ့အကြုံပင်ဖြစ်ပါတယ်နောက်တွင်မခွဲရပါစေနဲ့လို့အကြိမ်ကြိမ်ဆုတောင်းရပါတယ်လူသည်လူလောကတွင်နေရသောအချိန်ကာလ၌မိမိမိသားစုပတ်ဝန်းကျင်အတိုင်းဝိုင်းအားတက်နိုင်သမျှအကျိုးပြု၍အဓိပ္ပာယ်ရှိနေမှသာလျှင်လူဖြစ်အကျိုးနှက်ပေတယ်လူဘဝတွင်လူပီတအောင်နေမှသာလူဘဝအဓိပ္ပာယ်ပြည့်စုံနိုင်ပေတယ်မိမိစွမ်းအားရှိသည့်လောကကိုအလှဆင်ကြရမယ်ပြီလူဘဝသည်ရခဲ့တေဆုံးခြင်းဟုသောသင်္ခါရတရားကိုမလွန်ဆန်နိုင်ကြရေးစီတန်တဝဝေးသည့်တန်ဝေကတန်မြည်နေတယ်လူတတန်းကုံဆုံးသွားခဲ့ပြီဖြစ်တော့ဥအောင်စီကိုတကြုံမင်းနေဖြစ်တယ်အတုပါကိစ္စကိုဌာနဆိုင်ရာလူကြီးများနဲ့ရက်ကွက်လူကြီးများတိုင်ပင်၍စီစဉ်ခဲ့ကြတယ်လို့ဖို့ကင်ဘက်အလုသမားများကကူငွေထည့်ဝင်ကြသည်ဖြင့်မြေချရန်အစဉ်ပြေကြရတယ်ဥအောင်စီအတုပါကိုအိမ်ကြီးချင်းများမိုင်းလုံသားကြီးများလိုက်ပါပို့ဆောင်ကြတယ်အတုပါပို့ချိန်တွင်ရာဒီဦးလူသည်မိုင်းညူ၍မိုးသားမိုးရိမ်များအုံဆိုင်နေတယ်တိမ်မဲညူတို့သည်မဲမောင်၍လိတ်တက်လာသည်အညိုတကြီးရွာချရန်တာဆူနေကြပြီနေပိုက်ကွန်ဤဖုံးလွှမ်းမှုကိုတွန်းလှန်ဖယ်ရှားတော်မူသဘောပင်တင်ချိုင်းတစားပြင်ရှိညောင်ပင်ကြီးသည်မိုးတက်လေးနေထမ်းတွေတရှဲရှဲတစ်ပြက်ပြက်ဖြင့်ရွက်ချင်းထိခိုက်ပုတ်ကိုက်နေဒီမှာဥအောင်စီကိုကျူးစိုးနေတဲ့အမြေပုံမှုများမှတ်တိုင်ထိုးထိုးတောင်တော်များလက်ဝါးကတိုင်ဖြူဖြူများကိုဖွေးဖွေးလေးများသည်တင်ခါရသဘောကိုညွန်ပြနေသောတင်ဂီတာများဖြင့်မြင်တွေ့နိုင်ပေသည်ဦးအောင်စီခင်ဗျာတရားနာကြွပါဗျို့ဘုရားတကဦးစိန်မောင်ကြီးခေါ်တဲ့ကြားလိုက်ရသည်တရားနာရည်သက်ချအပြီးတွင်ကောင်းရာဒုက္ခရီလာပါစေဟုဆုတောင်းရင်အမြပေးဝေလိုက်ကြသည်ဦးအောင်စီရေအမြဝေပြီးဒီနဲ့ကျေးစီကိုထိုးနှံလိုက်လေသည်တုတ်တံမြေတွင်ကျေးစီတန်တို့ပြန်လွယ်လာလူဘဝမှာနောက်ဆုံးနှုတ်ဆက်လိုက်တယ်ဖြစ်သည်တန်ဃာတော်များပြန်ကြသွားကြပြီးအတုပပို့သူတီးလည်းပြန်သွားကြရတယ်ကျွန်တော်တို့သူတို့အတွက်ကအချိန်မကြာသေးအချိန်ကြပြီဆိုတာကမြည်သူမှရှောင်လွှဲရနိုင်ပါမည်။ကြံရတော့ကျွန်တော်တို့လူစုစီမြေဆိုင်မြေကကြောက်ခဲများဖြင့်ဖုတ်၍ဥအောင်စီကိုမြုပ်နှံလိုက်ကြသည်။မိုးလေးတစ်ပေါက်နှစ်ပေါက်ကရှိတော်ပြေးဖြစ်ကြလာခဲ့ပြီ။တင်ချိုင်းမြေကအထွက်တင်တရော်ကင်မုန်းရီဖြင့်စေးကြောတန်းဆင်လိုက်ကြသည်။မြေအောက်ကဘာတွင်မိသားစုဝမ်းရေးအတွက်ရှာဖွေလောက်ကန်ကျွေးမွေးသောမိုင်းလုံသားဖခင်တို့၏ရုပ်ခန္ဓာသည်မရှိတော့ပြီ။သို့သောမြေအောက်ကဘာမှဖခင်မြ၏မေတ္တာတရားကကဘာတီတည်ရှိနေမှာမလွယ်ပါနဘယွန်းချောင်းရေလင်းလိုစီးစင်းနေမှာပင်ဖြစ်သည်ဟောမိုးသည်အာမန်ပြည့်ဖြင့်တဲကြီးမဲကြီးရွာချလိုက်လိမ့်ပြီကျွန်တော်တို့အားလုံးတွင်စောင်းစရာမပါကြပါပေါချွန်းပေါပြားဂော်ပြားဓမ္မတယောကင်မွေထဲသည့်ရေပုံးများကိုစီကိုငါကိုင်ကမိုးရေထဲတွင်နှုတ်ဆက်စွာရှောက်လန်းလာကြသည်အားလုံးသောသူတို့၏ကိုခန္ဓာမှာဆွတ်ဆိုးလျက်ရင်ထဲမှာပင်၆တွေပူပြင်းလျက်ရှိလာတော့သည်ကလျာမဂ္ဂဇင်းစက်တင်ဘာလ2013အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးဗျာ